အားလုံးပဲမင်္ဂလာပါရှင်အခုတလောအိမ်မက်တွေမက်နေပေမဲ့ဘာအဓိပ္ပာယ်လဲဆိုတာဝေခွဲမရဖြစ်နေပါသလားအကယ်၍မိတ်ဆွေဟာအခုပြောပြမဲ့အိမ်မက်၃မျိုးတည်းကတစ်ခုခုကိုမက်ခဲ့တယ်ဆိုရင်တော့ဝမ်းမြောက်စရာပါပဲဒါဟာမကြခင်မှာမိတ်ဆွေတို့စီကိုငွေဝင်လာတော့မဲ့အတိတ်နမိတ်တွေပါပဲရေသို့မဟုတ်ရေကူးခြင်းပထမဆုံးအနေနဲ့အိမ်မက်ထဲမှာကြည်လင်တဲ့ရေတွေကိုမြင်ရတာဒါမှမဟုတ်ရေကူးနေရတာမျိုးဟာစီးပွားရေးမှာအဆင်ပြေချောမွေ့တော့မဲ့လက္ခဏာပါအထူးသဖြင့်ရေတွေကကိုယ့်စီကိုစီးဝင်လာတယ်လို့မှတ်ရင်တော့ဒါဟာလက်ကြီးဝင်မဲ့နမိတ်ပါပဲရွှေရောင်သို့မဟုတ်ဝင်းပသောအရာများဒုတိယအချက်ကတော့ရွှေတုံးရွှေခဲတွေဒါမှမဟုတ်ဝင်းပနေတဲ့အရာဝတ္ထုတွေကိုလက်နဲ့စုပ်ကန်ရတာမျိုးပါဒါဟာမထင်မှတ်ထားတဲ့နေရာကနေငွေဝင်လာတတ်တဲ့အိမ်မက်မျိုးဖြစ်ပါတယ်ငါးဖမ်းခြင်းနောက်ဆုံးတစ်ခုကတော့ငါးဖမ်းတာဒါမှမဟုတ်ငါးရှင်တွေကိုလက်နဲ့ဖမ်းမိတာမျိုးပါဒါဟာအလုတ်ကင်တစ်တွေရတာဒါမှမဟုတ်လုံးလက်စအလုတ်ကနေအကျိုးမြတ်အများကြီးပြန်ရတော့မဲ့သင်္ကေတပဲဖြစ်ပါတယ်ဒီအိမ်မက်တွေတဲကတခုခုကိုရောမဖူးပါသလားရှင်မိတ်ဆွေတို့မဖူးတဲ့အိမ်မက်လေးတွေကိုကိုမတ်မှာရေးပေးခဲ့ပါဦးရှင်နောက်ထပ်ထူးခြားတဲ့အိမ်မက်အဓိပ္ပာယ်တွေကိုလည်းအမြဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်